ကို့အမျိုးသမီးကျဲနေတာကိုသတိထားမိတဲ့အမျိုးသားတွေရှိလားဒီနေ့ကတော့Viber HNO News Channel မှာအားလုံးကိုမှကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအချစ်ရေးနဲ့အိမ်အောင်ရေးဆိုင်ရာအသိပညာဗဟုသုတများကိုမျှဝေပေးရန်တင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်ကို့အမျိုးသမီးကျဲနေတာကိုသတိထားမိတဲ့အမျိုးသားတွေရှိလားဒီနေ့ကတော့Viber မှာပေါ့နော်စကလုံးအစမ်းလေးနဲ့တွေ့လာရတဲ့ case လေးတစ်ခုရှိတဲ့အတွက်ပြပြချင်တယ်အဲ့တော့သူကတော့ရှက်လက်ရှက်တယ်မင်းကလေးတွေကလာပြောတာပေါ့နော်အမျိုးသားကပြောတယ်ပေါ့နော်သူနင်ပေါ့ကြီးရာကြီးနဲ့ဆက်ဆံလာလားပေါ့နော်ကြီးရာကြီးနဲ့ဆက်ဆံရင်ရောတဲ့အဲ့လိုမျိုးဖြစ်တတ်လားဆရာမရဲ့တဲ့စိတ်ပြဟာရရှင်းပြပေးပါဆိုတော့သူ့မျိုးသားကသူ့ကိုနင်ကြီးရာကြီးနဲ့ဆက်ဆံလာလားနင်ဒီလိုမျိုးကြီးကျင်းနေဆိုအဓိကကတော့အမျိုးသားတွေကိုယ့်ရဲ့အမျိုးသမီးပေါ်မှာဒိတ်ထားမိတာရှိလားအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းကျွန်မတို့ sensitive ဖြစ်ပြီးတော့ဆိုအမျိုးသားရင်းနဲ့ဆိုလည်းရှေ့ဗီဒီယိုတွေမှာဆိုရင်အဲ့လိုမျိုးတခြားသူတွေဆက်ဆံခြင်းရှိမရှိကိုဘယ်ပေတိုင်းတိုင်းတာရမလဲဘယ်လိုသိနိုင်မလဲပေါ့နော် feeling ကခုနကမှဖောက်ပြန်တာမျိုးမဖြစ်ချင်တာပေါ့နော်ဒါကြောင့်လည်းကောင်းသောအတွေ့ကောင်းသောအမြင်နဲ့ပေါ့နော်ဒါကြောင့်လည်းကောင်းသောအတွေ့ဟုတ်ချင်မှာဟုတ်မယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်မဒီအမျိုးသားအမျိုးသမီးကျန်းမာရေးရဲ့အိမ်အောင်ရေးရှုထောင့်ရဲ့ကောင်းစေခြင်းနဲ့အချက်ကြောင့်ဒီဗီဒီယိုလေးကိုမျှဝေမှာမို့လို့အမျိုးသမီးတွေကိုအဓိကထားပြောပေးမယ်မသက်ဆိုင်တဲ့သူမဟုတ်ကမဲ့မဲ့သူဆိုတခါလဲကြော်သွားစိတ်ဝင်စားရင်တော့နောက်ထောင်ကြည့်ပေါ့နော်အမျိုးသမီးတွေကိုကျေတာကျဲနိုင်လားဆိုကျဲနိုင်ပါတယ်ဘယ်အချိန်မှလဲဆိုတော့အမျိုးသမီးဒီကလေးကိုပေါ့နော်ရိုးမွေးထားပြီးတော့ပြန်ချုပ်တာမျိုးမရှိတာပြီးရင်တအိမ်နဲ့ပတ်သက်ပြီးတော့ဂယုမဆိုင်တဲ့ခါမှာတအိမ်ကောင်းကရော့ကျလာပြီးတော့အမျိုးသမီးတအိမ်ကရော့ရွဲလာပြီးတော့ကျဲရဲဆိုတဲ့အခြေအနေကကျမကြီးရဖြစ်တတ်ပါတယ်ဒါပေမဲ့တရေခွင်းလိုပဲဖြစ်တဲ့အတွက်ဘလောက်ပဲကြီးတဲ့ဟာကြီးတွေဒီလိုကြီးပဲဖြစ်လာအချိန်တိုင်းသူကဒီလိုလေးပြန်ဖြစ်သွားတာဖြစ်တဲ့အတွက်အဲ့တော့စကားလေးပြန်ဆက်မယ်ပေါ့နော်အဲ့တော့ခုနကပြောသလိုပြန်ပြီးတော့ကြုံနိုင်ချက်နိုင်စွမ်းရှိတယ်အဲ့တော့ဒါပေမဲ့လုံးဝတအိမ်နိုင်ရန်တွေရော့ရွယ်နေတယ်တအိမ်မှာယာတီတင်သွေးတွေတီထားမမှန်မှုเนาะတအိမ်နိုင်မှာအကြည့်ချွဲတွေကကောင်းမွန်တဲ့အကြည့်ချွဲတွေမရှိနေတော့ဘူးဆိုတဲ့အချိန်မှာ6တွေ့လာတာတွေရော့ရွယ်လာတာတွေအများကြီးဖြစ်လာနိုင်တဲ့အတွက်အစောတွေကအမသမီးတွေကို view site ပါဆိုတဲ့ခေါင်းစဉ်အောက်ကမရှိမမျှဝေုံတမယ်ပဲအကောင့်တွေကပြတ်သွားလို့တာပေါ့နော်တကယ်အမျိုးသားကျမ်းမာကြီးပြောတဲ့ခါမှာလည်းအမျိုးသမီးကျမ်းမာကြီးမှာလည်းအမျိုးသမီးမှာလည်းအောက်ပိုင်းတက်နာအများကြီးရမို့တအိမ်နဲ့ပတ်သက်ပြီးတော့ OG ဆိုပြီးတီးတန်းတက်ထားရတာပညာရေးတစ်ခုနေနဲ့နော်အဲ့တော့တခြားဘာထူးခုမျက်စိထူးခုနှလုံးထူးခုရှိတယ်လို့ OG ဆိုပြီး OG တအိမ်တောင်းအိမ်နောက်တောင်းပြုံးနောက်တအိမ်ခေါင်းအများကြီးရှိတယ်မိမကိုအများကြီးရှိတယ်အဲ့ကြောင့်မင်းကလေးအနေနဲ့လည်းကိုရော့နေပြီးအနံ့ဆိုထွက်တယ်ညှီတယ်ဒီမှာဆိုရင်ဂယူးဆိုင်ဖို့ရန်ပြောတာဒီကအမျိုးသားဖန်တွေအများကြီးရှိတာဖြစ်တဲ့အတွက်ဆရာမကကို့အမျိုးသမီးအဲ့လိုဖြစ်နေရင်လည်းဂယူးဆိုင်ဟဲငါမိမလိုဖြစ်နေပြီမြင်ကုသတဲ့နာကုသကိုကြီးပဲဂယူးမဆိုင်နဲ့ကို့အမျိုးသမီးဒီလိုဖြစ်နေပြီဆိုရင်လည်းဘာလုပ်ပေးရမလဲနော်ကိုကအဲ့တော့သူရော့ရွယ်နေတာဆိုတာကလူမှုရေးရအကြောင်းအရာမဟုတ်ဘဲနဲ့ကျန်းမာရေးရှုထောင့်ရဆိုရင်ဖြစ်နေတာဖြစ်နေတဲ့အတွက်အမျိုးသမီးကျန်းမာရေးအတွက်ကိုလည်းကျွန်တော်တို့ကလိုအပ်တဲ့ထိန်းသိမ်းမှုလေးတွေလုပ်ပါအမျိုးသမီးတွေဆိုရင်လည်းအမျိုးသမီးတွေလုပ်ရတဲ့ Kegel exercise တွေကျင့်လို့ရတယ်เนาะတအိမ်နဲ့ပတ်သက်ပြီးမဆူရီတို့ကိုယ်တိုင်ကလည်းအမျိုးသမီးဖြစ်တဲ့အတွက်ထိန်းသိမ်းဆောက်ရှောက်မှုတွေလုပ်တယ်တကယ်လို့အမျိုးသမီးနဲ့ပတ်သက်ပြီးတော့တိကျင်တာတိုင်ပင်ကျင်တာရှိရင်4နှစ်5နှစ်96561ဖုန်းနံပါတ်တင်ထားရတဲ့တစ်လုံးရှိသေးတယ်အဲ့ဒီမှာလည်းလာဆက်သွယ်မေးမြန်းလို့ရတယ်เนาะကျမတို့တင်ဆက်သမျှကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ HNO သတင်း channel ကိုစာရင်းသွင်းမထားသေးပါကအခုပဲစာရင်းသွင်းထားဖို့မမေ့ပါနဲ့နော်ရှင်